ကမ္ဘာချန်ပီယံမဖြစ်ခဲ့ပေမဲ့ရုရှားကိုပါဖြုံသွားစေခဲ့တဲ့မြန်မာကုံဆောင်ရန်ကုန် Galacticos အသင်း Mobile Legends Esport ရဲ့နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တဲ့ Miss Season Cup ပြိုင်ပွဲကြီးမှာမြန်မာကိုစားပြုရန်ကုန် Galacticos အသင်းကပထမဆုကိုမရပေမဲ့ပထမဆုံးချိန်ဖြစ်ဘောလုံးပွဲထိကိုတက်လှမ်းနိုင်ခဲ့တာပါပြိုင်ပွဲအဆင့်ဆင့်ကိုဖျက်ကျော်ပြီးကမ္ဘာအဆင့်အသင်းကြီးတွေကိုအလဲထိုးကောင်ဘောလုံးပွဲထိကိုတက်လာနိုင်ခဲ့ပါတယ်ပြင်သစ်နိုင်ငံပါရီမြို့မှာကျင်းပခဲ့တဲ့ Mobile Legends Game ကစားနည်းရဲ့ MSC ဘောလုံးပွဲကြီးကပြည်သက်တွေအတွက်မျက်တောင်မခက်ရဲလောက်ရင်ခုန်စရာကောင်းနေကြတာပါဘောလုံးပွဲမှာရန်ကုန် Galacticos အသင်းရှင်ပြိုင်ခဲ့ရတာကတော့အင်အားကြီးရုရှားအသင်းဖြစ်တဲ့ Team Spirit အသင်းပဲဖြစ်ပါတယ်ဒီပွဲမှာရုရှားအသင်းကအနိုင်ရသွားပေမဲ့မြန်မာကိုစားပြုရန်ကုန် Galacticos အသင်းကိုရုရှားအသင်း Team Spirit ကပွဲစဉ်9ပွဲမြောက်ထိရေကုန်ရေကန်အကျိတ်နဲ့ရှင်ပြိုင်ကစားခဲ့ရတာပါရုရှားအသင်းက YG ရဲ့အချိတ်ဆက်မိမိတွန်းအားပေးတိုက်ခိုက်မှုတွေခံစစ်အထိုင်တွေကြောင့်အတော်လေးကိုဖြုံသွားပြီးချွေးပြန်ခဲ့ရတဲ့အထိကိုဖြစ်ခဲ့တာပါပွဲစဉ်9ပွဲထိအကျိတ်နဲ့ကစားပြီးမှတော့ YG အသင်းကဒုတိယဆုကိုရရှိခဲ့တာဖြစ်ပါတယ်ရှုံးနေတာမဟုတ်ပဲကမ္ဘာထိပ်တန်းအဆင့်မှာမြန်မာတွေဘလောက်လုံးနိုင်တယ်ဆိုတာကိုရုရှားအသင်းရောကမ္ဘာကိုပါပြသနိုင်ခဲ့တာပါဒီနေ့ MSC ပြိုင်ပွဲကြီးကအရင်နှစ်ပြိုင်ပွဲတွေထက်ဆိုင်ရင်တော့စုချင်းငွေအများကြီးပိုများလာပါတယ်ချန်ပီယံဆုအတွက်စုကြီးကအမေရိကန်ဒေါ်လာ1 သန်းအထိရှိပါတယ်ရှင်အကျိတ်နဲ့ကစားပြီးဒုတိယဆုရရှိခဲ့ရန်ကုန် Galacticos အသင်းကတော့စုချင်းငွေအမေရိကန်ဒေါ်လာ9000တိတိကိုရရှိခဲ့တာပါဒီစုချင်းငွေကိုအကြမ်းဖျင်းတွက်ချက်မှုတွေအရကစားသမားတယောက်ကိုဒေါ်လာ6000ခွဲဝန်းကျင်လောက်ထိရနိုင်တယ်လို့လည်းဆိုပါတယ်ဘလိုပဲဖြစ်ဖြစ်နိုင်ငံတကာအဆင့်မှာဒုတိယဆုကိုစုခုပြီးရန်ကုန်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ရန်ကုန် Galacticos အသင်းအတွက်ဂုဏ်ပြုစကားလေးတွေကိုရေးသားပေးခဲ့ပါအောင်ရှင်